သိမ်းစစ်တပ်ထဲကနေထွက်ပြေးကြတဲ့စစ်ပြေး300ကျော်ကိုစစ်ဥပဒေနဲ့ထောင်ချပြီးရပ်ပတ်ထောင်တွေကိုဧပြီလဆန်းကပို့လိုက်တယ်လို့တပ်တွင်းသတင်းရင်းမြစ်စီကသိရပါတယ်။တပ်ကနေထွက်ပြေးလို့ထောင်ချသွားသူတွေဟာလေပိုင်းတိုင်းစစ်ဌာနချုပ်အောက်ကအရာရှိနဲ့အခြားစစ်တွေဖြစ်ပြီးတော့ဗိုလ်မှူးစစ်တွေပါပါတယ်လို့သိရပါတယ်။ရပ်ပတ်ထောင်တွေကိုဧပြီ6ရက်နေ့ကပို့လိုက်ပြီးမန္တလေးကအိုးဘိုထောင်ရဲ့ရမဲသင်းထောင်နဲ့အခြားထောင်တွေကိုခွဲပို့လိုက်တာလို့တပ်တွင်းသတင်းရင်းမြစ်ကမိမောင်းကိုပြောပါတယ်။မန္တလေးမှာရှိတဲ့အိုးဘိုထောင်ကိုရရှိတွေပါဝင်စစ်ပြေး90ကျော်ရောက်ရှိလာကြောင်းနဲ့အခြားထောင်တွေကိုခွဲပို့တာကိုသိပေမဲ့အရေးအတွက်ကိုတော့အတိအကျမသိဘူးလို့အကျဉ်းထောင်နဲ့နှိစက်သူတွေကဆိုပါတယ်။စစ်တပ်မှရဲယူခံရမှုအများဆုံးပုံမှန်တွေကတော့အမိန့်မနာကန်တာနဲ့စီကံဖောက်ပြမှုအတွက်စစ်ဥပဒေပုံမှန်65နဲ့အရေးယူပြီးခွင့်မယူပဲပြက်ကွက်တာအတွက်ပုံမှန်32နဲ့စစ်ပြေးအတွက်ပုံမှန်33နဲ့အရေးယူတယ်လို့သိရပါတယ်။ပုံမှန်32ရော33ကိုပါစစ်ပြေးမှုလို့ပြောကြပြီးထောင်ဒဏ်9နှစ်ထိချလို့ရတယ်လို့စီဒီအန်ရရှိတွေကပြောပါတယ်။စစ်ပြေးမှုတွေကဖမ်းမိရင်ယာရုရော်ပြီးတာဝန်ပြန်ထမ်းဆောင်မှုစီယုံနေပြေးတဲ့လူကလက်မခံမှသာထောင်ချတော့တာအဲ့ဒီမှာအရာရှိဆိုရင်တော့တေချာပေါက်ထောင်ချတာအခြားဆင်တွေကြတော့လူရဖို့ခက်လို့ထောင်ချပဲအရင်စီယုံသေးတယ်အရာရှိကတော့ပေါ်တယ်လေလို့စီဒီအန်ရရှိဖို့မှုတူကမှတ်ချက်ပေးပါတယ်အာနာသိန်းစစ်တပ်ရဲ့လေပိုင်းတိုင်းစစ်ဌာနချုပ်ဟာမကြသေးခင်ကပဲတော်လိုင်းရေးတပ်ဖွဲ့ဝင်900ကျော်ဘက်ကူပြောင်းလာတယ်လို့ဝါဒဖြန့်သတင်းထုတ်ပြန်ခဲ့ပါသေးတယ်စစ်တပ်ဘက်ကနေနေ့စဉ်ထွက်ပြေးနေသူတွေရှိသလိုတော်လိုင်းရေးတပ်တွေစီမှာလက်နက်ချအညံ့ခံတာတွေလည်းရှိပါတယ်